အိမ်တအိမ်ထဲကိုအာယုံစူးစိုက်ပြီးအပြင်ကနေအတွင်းထဲထိလူနာမှာဘာယောဂဖြစ်နေလဲဆိုတာတန်းသိတယ်အကုန်လုံးကဝိုင်းပြီးခေါ်လိုက်လေဘိုးဘိုးလို့ပြောနေခဲ့ကြတယ်။နွားကြီးကရပီမင်းတို့ပါဇက်တွေပိတ်လိုက်ခေါ်ယုံလေးပဲမဟုတ်လား။နောက်တစ်ခါကျမင်းအလဲပေါ်ကွာဆိုကနောက်ကိုခြေလန်းလိုက်ပြီးဘိုးဘိုးလို့ခေါ်ကတန်းပြီးပြေးပါတော့တယ်။ကောင်လေးကလည်းထူလိုက်တော့အကုန်လုံးကဝိုင်းရီကြတာပေါ့။ဒါနဲ့ကောင်လေးကအားလုံးကိုတောင်းပန်ပါတယ်။ဒီကြောက်ဟာရောင်းဖို့မဟုတ်ဘူးဆိုကငါတို့တွားရအောင်ပြောပြီးကြောက်ကိုယူသွားလိုက်တော့တဲ့အခန်းထဲပြန်ရောက်တော့ကြောက်ကိုတေချာထိုးကြည့်နေကြတယ်။မမကြီးကပဲဒီလိုကြောက်မျိုးဆိုတာဆရာကြကြီးတွေနဲ့ပဲပြကြည့်ရမယ်။ငါသိတဲ့ဆရာကြီးတယောက်ရှိတယ်။နင်တို့ပြကြည့်မလားဆိုတော့ကောင်လေးကမမသဘောလေးမမကောင်းမယ်ထင်ရင်မောင်ကနောက်ကလိုက်ပြီးသားပဲလေကွယ်၃ယောက်သားအိမ်ကြီးတအိမ်ရဲ့ရှေ့မှာတကားခောက်နေခဲ့တယ်အိမ်ထဲကနေကောင်မလေးတယောက်ထွက်လာကဘာကိစ္စရှိလို့လဲမေးတော့မမကသူကဘသူပဲဝါပါဆရာကြီးနဲ့တွေ့ဖို့လာတာလို့ပြောတော့ကောင်မလေးကအားနာလိုက်တာငါအဖိုးကဧည့်သည်မတွေ့ဘူးလို့ပြောနေတော့ကားအကောင်စားကြီးနဲ့ရောက်ချလာတဲ့သူကတော့ဆောက်ယူကြီးစတိုင်နဲ့နွားကြီးပဲဖြစ်နေခဲ့တယ်ရောက်လာတာနဲ့မော်ကျွမ်းစကလုံးများကိုပဲရွေးပြီးပြောနေတော့တယ်ကောင်လေးကတော့မင်းရဲ့အကြီးကိုဘလို့စကားမျိုးပြောနေတာလဲပြောလိုက်တော့ဟိုကောင်တင်းနေပြီလေဒီလိုနဲ့နွားကြီးရဲ့အဖိုးကဆရာကြီးတွေ့ချင်နေတဲ့သူကိုခေါ်လာခဲ့တယ်မြန်မြန်ခေါ်ပြီးတွေ့လိုက်ပြောလိုက်တော့ကောင်မလေးကချက်ချင်းဆင်းလာခဲ့ပြီးခေါ်လာတဲ့သူကိုလာကြိုနေခဲ့တာပေါ့ဟိုကောင်ကတော့သူတို့အရင်ဝင်သွားရတော့ဒါကိုပါဝါလို့ခေါ်တယ်ဒါကိုစွမ်းအားလို့ခေါ်တယ်ဘာခေါ်တယ်ညာခေါ်တယ်နဲ့မင်းတို့တော့အပြင်မှာနေလိုက်ကြဦးဆိုကဝင်သွားတော့တယ်မမကတော့ငါတို့ပြန်ကြရအောင်ဟိုကောင်လေးရှိနေတော့ငါတို့အတွက်အခွင့်အရေးမရှိတော့ဘူးတဲ့ကောင်လေးကသူတို့တောင်ဝင်ရတာငါတို့လည်းဝင်ရတယ်ပြောလိုက်တယ်ဒီလိုနဲ့သူ့ရဲ့အာယုံကိုစူးစီးလိုက်ပြီးအိမ်ထဲကိုဖျက်ပြီးကြည့်လိုက်တဲ့အခါမှာဆရာကြီးကအိယာပေါ်လဲနေခဲ့တယ်ကောင်လေးကတကားနာတော့ကတကားကိုခောက်လိုက်တော့ကောင်မလေးကပြန်ထွက်လာပြီးငါပြောပြီးငါဘိုးဘိုးကဧည့်သည်မတွေ့ဘူးနင်တို့မပြီးနိုင်တော့ဘူးလားလို့ပြောလိုက်တယ်ကောင်လေးကနင်းစိတ်မလောနဲ့ဦးသူတို့ခေါ်လာတဲ့ဆရာဝန်ကမင်းအဖိုးရဲ့ယောဂကိုမကူတနိုင်ဘူးလို့ပြောတော့ကောင်မလေးကနင်မပြောတာလဲဒီဆရာဝန်ကဒီနိုင်ငံရဲ့အကောင်းဆုံးစစ်ဆရာပဲနင်ပါရီလာပြောနေတာလဲနင်တို့မသွားသေးဘူးလားမသွားသေးရင်ငါရဲ့ခေါ်လိုက်မှနော်တဲ့ကောင်လေးကငါရိတာမမဘူးဆိုရင်နင့်အဖိုးဟာခေါင်းကိုက်နေကြတာအဖိုးကြီးခံစားနေရတာတွေကိုကောင်လေးကပြောပြလိုက်တယ်ကောင်မလေးကဒီလိုမှနင်ဘလို့သိတာလဲတဲ့လေအခန်းထဲမှာတော့ဟိုကောင်လေးခေါ်လာတဲ့အတော်ဆုံးဆိုတဲ့ဆရာဝန်ကဟိုစန်းဒီနိုင်လုံနေကြတယ်ပြီးတာနဲ့ထူးဆန်းလိုက်တာသူ့ရဲ့ဆေးစစ်မှတ်တမ်းကိုကြည့်လိုက်ရင်အကုန်လုံးကပုံမှန်ပဲဘာဖြစ်လို့နာနေတာလဲဆိုတာတော့မသိဘူးဘာဆိုဘာမှမသိဘူးနင်းလဲဆရာဝန်လုံးမနေနဲ့တော့မသိတာတွေများလိုက်တာဒီလိုနဲ့ကောင်လေးလိုလဲဝင်လာခဲ့ကြတယ်ဟိုကောင်ကတော့မြင်တာနဲ့ပဲကြိုက်ချင်နေတာခွေးများတေလို့ဝင်စားလာလားမသိဘူးကြိုက်တော့တာပဲဆရာဝန်ကဒီကဘသူလဲမေးတော့ကောင်လေးကအဖိုးကြီးရဲ့ယောဂကိုနင်မကုနိုင်တာကအဖိုးကြီးဟာဘာဆိုလားညာဆိုလားဖြစ်နေလို့တဲ့ငါလည်းမသိဘူးဆေးခေါ်ဝေါ်တွေ